ဒီနေ့မှာတော့ဂျိုးမာဖီရေးသားထားတဲ့ The Power of Your Subconscious Mind မတိစိတ်ရဲ့စွမ်းအားဆိုတဲ့စာအုပ်ကိုကျွန်တော်နှစ်ချုပ်တင်ပြပေးသွားမှာပါ။သင်ဘဝကိုတကယ်ပြောင်းလဲစေနိုင်ပြီးတော့လက်တွေ့ကျတဲ့မှတ်သားစရာအချက်6ချက်ကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အထူးသဖြင့်ဒုတိယမြောက်အချက်ကိုကြည့်ဖို့အကြံပြုလိုပါတယ်။အဲဒီအချက်ထဲမှာသင်ဘဝကိုအောင်မြင်မှုနဲ့ငွေကြေးတွေဝင်မလာအောင်တားဆီးနေတဲ့အကျင့်မှားတွေကိုကျွန်တော်တည်တည်ချာချာရှင်းပြထားပါတယ်။သင်ကဒီလိုခံစားချက်မျိုးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။သင်ကအလုပ်ကိုကြိုးကြိုးစားစားလုပ်တယ်။လုပ်နိုင်သမျှအကုန်လုပ်တယ်။ဒါပေမဲ့တနည်းနည်းနဲ့သင်လိုချင်တာတွေကိုမရနိုင်ပဲဖြစ်နေတယ်။ပိုစုတာကတစ်ခါတလေသင်လိုချင်တာနဲ့ပြောင်းပြန်နေပါဖြစ်နေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းတချို့လူတွေကြတော့ကြိုးစားနေတာတော့မတွေ့ရဘဲနဲ့ငွေကြေးနဲ့အောင်မြင်မှုတွေအကုန်ရနေကြတယ်။ဒါဘာကြောင့်လဲ။ဘာလို့တချို့လူတွေကသူတို့လိုချင်တာတွေကိုအားစိတ်ရှာမလို့ပဲရနေပြီးတော့တချို့ကြတော့တစ်သက်လုံးရုန်းကန်နေရပါမယ်အောင်မြင်မှုမရကြတာဘာကြောင့်လဲအဖေကတော့သူတို့ရဲ့မတိစိတ်ကိုအသုံးချတဲ့ပုံစံမှာရှိပါတယ်ဒီအကြောင်းအရာကိုဆက်မသွားခင်သင်ရဲ့မတိစိတ်ကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုအရင်ဆုံးရှင်းပြပါမယ်တိစိတ်နဲ့မတိစိတ်ရဲ့ကွာခြားချက်တိစိတ် conscious mind ဆိုတာသင်္ဘောတစ်စင်းရဲ့ပက်နိုင်ကပတိုင်နဲ့တူပါတယ်ပက်နင်းကသင်္ဘောကုန်းမက်ပေါ်မှာနေပြီးတော့သူတို့ဘယ်ကိုခရီးနေနေလဲဆိုတာမြင်နိုင်တယ်လို့အရာအလုံးကိုလည်းထိန်းချုပ်နိုင်ပါတယ်။တစ်ဖက်မှာတော့အင်ဂျင်တွေနဲ့တခြားကိရိယာတွေကိုထိန်းချုပ်ဖို့တာဝန်ယူထားရတဲ့အင်ဂျင်ခန်းတွေကသင်္ဘောသားတွေဟာသင်္ဘောအပြင်ဘက်မှာဘာဖြစ်နေတယ်ဆိုတာမမြင်နိုင်ကြပါဘူး။သူတို့ကသင်္ဘောထဲမှာပဲနေပြီးတော့ကပတိန်စီကလာတဲ့အမိန့်ကိုနာခံကြရတာပါ။သင်္ဘောသားတွေဟာမသိစိတ် subconscious mind နဲ့တူပါတယ်။သင်္ဘောသားတွေဟာဘယ်ကိုသွားနေလဲမသိကြပါဘူး။သူတို့ကအမိန့်ကိုနာခံဖို့ပါပဲ။တကယ်လို့ကပတိန်ကအမိန့်မှားတွေပေးမယ်ဆိုရင်သူတို့ဟာကြောက်ဆောင်နေတဲ့တိုက်မိသွားမှာဖြစ်ပါတယ်။ကပတိန်ကအရာအလုံးကိုတာဝန်ယူထားရပြီးတော့သူဘာလုပ်နေလဲဆိုတာသူသိတယ်လို့ယူဆရတဲ့အတွက်သင်္ဘောသားတွေဟာကပတိန်ကိုနာခံကြပါတယ်။ဒီတိုင်းမှာပဲသင်ရဲ့သိစိတ်ဟာသင်ရဲ့ခန္ဓာကိုယ်သင်ရဲ့ပတ်ဝန်းကျင်သင်ဘောရဲ့ကပတိန်ပဲဖြစ်ပါတယ်။သင်ရဲ့မသိစိတ်ဟာသင်ရဲ့သိစိတ်ကလက်ခံယုံကြည်ထားတဲ့အတိုင်းအချက်တွေပေါ်မှာအခြေခံပြီးတော့သင်ပေးတဲ့အမိန့်တွေကိုနာယူနေမှာပဲဖြစ်ပါတယ်။သူကအမိန့်တွေကိုမေးခွန်းထုတ်မှာမဟုတ်ပါဘူး။သင်တွေကအကောင်းသလားဆိုးသလားမှန်သလားမှားသလားဆိုတာသက်သေပြဖို့မကြိုးစားပါဘူး။သူကအသင်တွေရဲ့တဘာဝအတိုင်းတုံ့ပြန်သွားမှာပါ။မသိစိတ်ဆိုတာမြေစီလွာနဲ့တူပါတယ်။သင်ဘလို့မျိုးစီပဲစိတ်သူကရှင်သန်ကြီးထွားစေမှာပါပဲ။မြေစီလွာကဒီမမွန်စစ်တစ်ခုကိုတခြားမျိုးစုတွေထက်ဦးစားပေးလိုက်မယ်။နောက်ကြရင်သူကအသီးသီးမှမလို့ပို့ပြီးတော့အာဟာရကျွေးရမယ်လို့တွေးနေမှာမဟုတ်ပါဘူး။သင်ပါပဲစိတ်ဘာမျိုးစုလဲဆိုတာမခွဲခြားဘဲနဲ့ကြီးထွားစေတာပါ။သင်ရဲ့မတိစိတ်ဟာသင်ရဲ့ပြက်လုံးတွေကိုနားမလဲပါဘူး။သင်ရဲ့စကားအတိုင်းအတီးယူသွားတာပါ။တကယ်လို့သင်ကအချက်လက်မားတွေပေးမယ်ဆိုရင်သူကအမှန်လို့ပဲလက်ခံမှာပါ။ဒါကြောင့်သင်ကကိုငါဒါကိုမဝယ်နိုင်ဘူးငါဒါကိုမလုံးနိုင်ဘူးလို့ထက်ကတလဲလဲပြောနေမယ်ဆိုရင်သင်မတိစိတ်ကသင်စကားကိုအတီးယူသွားမှာဖြစ်ပါတယ်။သင်ကအဲ့ဒီအိမ်ကိုမဝယ်နိုင်ဘူးလို့ပြောနေတယ်ရဲ့သင်ရဲ့မတိစိတ်ကသင်အမိန့်ကိုလိုက်နာနေမှာဖြစ်တာကြောင့်ဒါတွေနဲ့ပတ်သက်လို့မရှိချင်းဆိုတဲ့အတွေ့အကြုံတွေနဲ့ပဲဘဝကိုဖြတ်တန်းသွားရမှာဖြစ်ပါတယ်။ပြီးတော့ဒါတွေကအခြေအနေတွေကြောင့်ဖြစ်လာတာလို့သင်ယုံကြည်နေပါလိမ့်မယ်။ဒီအခြေအနေတွေကိုသင်ရဲ့ကိုယ်ပိုင်အတွေ့တွေနဲ့သင်ကိုယ်တိုင်ဖန်တီးခဲ့တယ်ဆိုတာကိုသင်သတိပြုမိမှာမဟုတ်ပါဘူး။အရေးကြီးဆုံးချက်ရောက်လာပါပြီ။နံပါတ်1ချမ်းသာကြွယ်ဝခွင့်ဟာသင်ရဲ့အခြေခံအခွင့်အရေးဖြစ်ပါတယ်။သင်မှာချမ်းသာကြွယ်ဝခွင့်အပြည့်အဝရှိတယ်ဆိုတာယုံကြည်ပါ။ချမ်းသာခြင်းနဲ့သင်ဆန္ဒအတွက်ရှက်နေစရာမလိုပါဘူး။ချမ်းသာတာဟာကောင်းယုံနေမှာမဟုတ်ပါဘူး။အရန်ကိုကောင်းပါတယ်။သင်ခန္ဓာကိုယ်ထဲမှာသွေးတွေလွတ်လပ်စွာစီးဆင်းနေရင်သင်ကျန်းမာပါတယ်။သင်ဘဝထဲမှာလည်းငွေကြေးတွေလွတ်လပ်စွာစီးဆင်းနေမယ်ဆိုရင်သင်ဟာစီးပွားရေးအရာကျန်းမာပါတယ်။စီးပွားရေးအရာကျန်းမာတာဟာဘာမှမမှားပါဘူး။ဆင်းရဲမွဲတေမှုမှာမြင့်မြတ်တဲ့ဂုဏ်အရည်အသွေးဆိုတာမျိုးမရှိပါဘူး။ဒါဟာတခြားစိတ်ယောဂါတွေလိုပဲယောဂါတစ်ခုဖြစ်ပါတယ်။တကယ်လို့သင်ရုပ်ပိုင်းဆိုင်ရာဖျားနာနေရင်တခုခုမားနေပြီဆိုတာသိပြီးတော့အကူအညီရှာတာချက်ချင်းကုသဖို့ကြိုးစားတာတွေလုပ်မှာပါ။ဒီတိုင်းမှာပဲတကယ်လို့သင်ဘဝထဲမှာငွေကြေးတွေအမြဲတမ်းစီးဆင်းမနေဘူးဆိုရင်တော့တခုခုပြဿနာအကြီးကြီးမှားနေပါပြီ။ဒါပေမဲ့ဘာမှနေလဲဘာလို့သင်လိုချင်တာမရတာလဲဆိုတာသင်စဉ်းစားဖို့ပါသလား။လူအများစုအတွက်သူတို့ကိုအောင်မြင်မှုတွေကနေတားဆီးတဲ့အဓိကအကြောင်းရင်း3ခုဒါမှမဟုတ်ရင်စိတ်ခံစားချက်3ခုရှိပါတယ်။
အဲဒီအသုံးချက်ကတော့နံပါတ်1မနာလိုခြင်းပါကျွန်တော်ငယ်ငယ်ကတကယ်ချင်းနေရက်ကွက်ထဲမှာကစားနေတော့ဈေးကြီးတဲ့ကားမောင်းလာတဲ့လူတစ်ယောက်ကိုခဏခဏတွေ့ရပါတယ်ကျွန်တော်တို့တကယ်ချင်းတွေအားလုံးကကားကိုမနာလိုတဲ့မျက်လုံးနဲ့ကြည့်ပြီးတော့ဒီကောင်ဒီလောက်ရွယ်နေဒီလိုစိန်ခံကားမျိုးဝယ်နေတာဘာတွေများတရံမဝင်မဟုတ်တာတွေလှုပ်ထားလည်းမသိဘူးလို့ပြောတတ်ကြပါတယ်အခြေခံအပြင်တော့သူတို့ကိုလည်းမသိပါဘူးသူဘာလို့တလဲဆိုတာကျွန်တော်မသိဘဲနဲ့ကြွယ်ရမှာပဲမနာလိုတဲ့စကားတွေအမျိုးမျိုးပြောခဲ့ကြတာပါဒါပေမဲ့အခုလိုစာအုပ်မျိုးတွေဖတ်ပြီးတဲ့နောက်မှာတော့ကျွန်တော်အကျင့်ကိုလုံးဝပြောင်းလဲပြစ်လိုက်ပါတယ်ကျွန်တော်ပြောင်းလဲရတဲ့အကြောင်းရင်းကမနာလိုတဲ့အတွေးတွေကိုမွေးမြူထားတာဟာပျက်စီးစေလို့ပါပဲအဲ့ဒါကခန္ဓာကိုယ်ကိုအနှုတ်လက္ခဏာဆောင်တဲ့အနေအထားမှာရှိစီပြီးတော့ကြွယ်ဝချမ်းသာမှုတွေကတင့်စီကိုဝင်မလာပဲတင့်စီကနေဝေးရကိုထွက်သွားစေပါတယ်တကယ်လို့သင်ကတခြားတစ်ယောက်ရဲ့အောင်မြင်မှုဒါမှမဟုတ်ကြွယ်ဝမှုပေါ်မှာစိတ်အနှောက်အယှက်ဖြစ်မယ်ဒါမှမဟုတ်ဒေါသထွက်မယ်ဆိုရင်သင်ဟာကြွယ်ဝမှုစီကနေသင်ကိုယ်သင်တွန်းထုတ်လိုက်တာပါပဲသင်ကဲ့ရဲ့ပြစ်တင်ရှုတ်ချတဲ့အရာကိုသင်ဆုံးရှုံးရတတ်တယ်ဆိုတာမှတ်ထားပါသင်ဝေဖန်နေတဲ့ဒါမှမဟုတ်မနာလိုဖြစ်နေတဲ့အရာကိုသင်ဆွဲဆောင်လို့မရပါဘူးသင်ကိုအမြဲတမ်းဝေဖန်နေတဲ့ရည်စားနဲ့သင်အတူနေနိုင်မှာမလားတေချာတာပေါ့မနေဘူးလေကြွယ်ဝမှုဆိုတာကလည်းအဲ့ဒီတိုင်ပါပဲကြွယ်ဝမှုဆိုတာဘာတစ်ခုမှတယောက်တည်းထိတ်ပြီးတော့တစုံတစ်ယောက်ကသူ့ရဲ့အလှကိုချီးမွမ်းပြီးတောက်စရာတစ်ခွက်လောက်ဝယ်တိုက်မဲ့လူကြီးလူကောင်းကိုစောင့်နေတဲ့လှပတဲ့မိန်းကလေးနဲ့တူပါတယ်ဆိုပါစို့တကယ်လို့သင်ကသူ့နာသွားပြီးသူ့ရဲ့အလှကိုဝေဖန်နေမယ်ပြစ်တင်နေမယ်ဆိုရင်သူကသင်နဲ့အတူအပြင်လိုက်ထွက်ပါမလားသူ့ကိုတန်ဖိုးထားတဲ့အမျိုးသားတွေနေပဲသူစကားပြောမှာပေါ့တကယ်လို့သင်ကတစုံတစ်ယောက်ရဲ့ကြွယ်ဝမှုပေါ်မှာမနာလိုတဲ့အတွေးတွေရှိခဲ့ပြီးဆိုရင်တော့သင်ကိုယ်တိုင်ပဲသင်အကျိုးစီးပွားအတွက်အခုပဲဖယ်ထုတ်လိုက်ပါရပ်တန့်လိုက်ပါတော့တခြားလူတွေပေါ်မှာသင်ထင်မြင်ထားတဲ့အတွေးတွေဟာသင်ရဲ့အတွေးတွေပဲဖြစ်ပါတယ်သင်ကိုယ်တိုင်တွေးနေတာဖြစ်တဲ့အတွက်တခြားလူတွေပေါ်မှာသင်တွေးတဲ့ခံစားတဲ့အရာတွေဟာသင်ကိုယ်တိုင်ပဲသင်အတွက်ပြန်ဖန်တီးနေတာဖြစ်ပါတယ်တခြားလူတွေကိုသင်ပေးတဲ့ကြံပြုချက်ဟာသင်ကိုယ်သင်ပေးနေတာနဲ့အတူတူပါပဲဗုဒ္ဓဘာသာမှာဆိုရင်တော့စေတနာဟာကံဆိုတာဒါကိုဆိုလိုတာပဲဖြစ်မှာပါကိုကစေတနာကောင်းစိတ်ကောင်းထားရင်ကိုယ်စီကိုကောင်းတာတွေပဲလာလိမ့်မယ်လို့မြတ်စွာဘုရားဟောထားပါတယ်အခုလည်းဒီလိုပဲဆိုလိုတာပါဘာလို့လဲဆိုတော့သင်ရဲ့စိတ်ကအဲ့ဒီအတွေ့အသုံးခုကိုဖန်တီးတဲ့အရင်းမြစ်ဖြစ်နေလို့ပါသင်မသိစိတ်ကအဲ့ဒါကိုမှတ်တမ်းတင်ထားပြီးသင်စီကိုပဲပြန်လဲထုတ်လွှင့်ပေးတာပါအခုဆိုရင်ကျွန်တော်ဟာကားကောင်းကောင်းစီးနေတဲ့လူငယ်တယောက်ကိုတွေ့ရင်သူ့အတွက်တကယ်ပဲဝမ်းသာပေးပါတယ်သူဒီလိုကားကောင်းကောင်းစီးနိုင်လောက်အောင်ကောင်းချီးခံစားရတာကိုကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်စိတ်ထဲမှာသူ့ကိုအကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပြီးတော့ကျွန်တော်ကိုစိတ်တက်ကြွစေလို့ဖြစ်နိုင်ခြေတွေကိုပြပေးလို့ယေရှုတင်လိုက်ပါတယ်သူလုံနေရင်ငါလည်းလုံနိုင်မှာပဲလို့ကျွန်တော်ကိုပြောလိုက်ပါတယ်အကြောင်းရင်းနှစ်သင်ရန်အတင်းကျပ်စူးစမ်းနေခြင်းဥပမာအပြင်ကျမ်းပြင်ပေါ်မှာရှိတဲ့ဂျင်းမြောင်းတဲ့ပြင်ပြားတစ်ခုပေါ်မှာလမ်းလျှောက်ခိုင်းမယ်ဆိုပါစို့သင်ဘာမေးခွန်းမှမထုတ်ပဲအလွယ်တကူလမ်းလျှောက်နိုင်မှာပါဒါပေမဲ့အဲ့ဒီပြင်ပြားတစ်ချက်ဟာနန်းရံတစ်ခုကြားမီတာ90အမြင့်မှာရှိနေတယ်ဆိုပါစို့သင်လျှောက်နိုင်အောင်မယ်ထင်ပါသလားဖြစ်နိုင်တာကတော့မလျှောက်နိုင်တော့ပါဘူးပြင်ပြားပေါ်မှာလျှောက်ခြင်းနဲ့သင်ဆန္ဒကသင်ရဲ့စိတ်ကူးပုံဖော်မှုနဲ့ပဋိပက္ခဖြစ်သွားပါလိမ့်မယ်သင်အောက်ကိုပြုတ်ကျသွားတာကိုမြင်ရောင်နေပါလိမ့်မယ်သင်ပြင်ပြားပေါ်လျှောက်ခြင်းစိတ်ဘလောက်ပဲရှိရှိပြုတ်ကျမှာကိုကြောက်တဲ့စိတ်ကသင်ကိုမလျှောက်နိုင်အောင်တားထားပါလိမ့်မယ်သင်စိတ်ကူးကိုအနိုင်ယူဖို့သင်အားစိတ်လေးလေးပြုတ်ကျမယ်ဆိုတဲ့အတွေးကပို့ပြီးတော့အားကောင်းလာလေးပါပဲငါရဲ့စိတ်ဆွမ်းအားဝဲပါဝါကိုတုံပြီးတော့ငါရဲ့ကြာရှုံးမှုကိုအနိုင်ယူမယ်ဆိုတဲ့အတွေးဟာကြာရှုံးမှုစီကိုပဲဥတည်သွားစေပါတယ်မသိစိတ်ဟာစိုးမိုးနေတဲ့အတွေးတွေကိုအမြဲတမ်းတုံ့ပြန်ပါတယ်အဲ့ဒီချိန်မှာစိုးမိုးနေတဲ့အတွေးတွေကကြာရှုံးမှုဖြစ်နေတာကြောင့်အဲ့ဒီတိမ်ပဲဖြစ်သွားတတ်ပါတယ်ဒီပြဿနာရဲ့ရင်းမြစ်ကပါလဲအဲ့ဒါကသင်ရန်အတင်းကျပ်ကြိုးစားနေခြင်းပါစိတ်ဆွမ်းအားကိုတုံပြီးတော့စိတ်ဆွမ်းအားကိုတုံပြီးမသိစိတ်ကသင်အတွေးကိုလက်ခံလာအောင်ဘယ်တော့မှအတင်းမလုပ်ပါနဲ့အဲ့ဒီလိုကြိုးပမ်းမှုတွေကကြာရှုံးဖို့ပဲရှိပါတယ်သင်လိုချင်တာနဲ့ပြောင်းပြန်ကိုပဲသင်ရပါလိမ့်မယ်အားစိတ်စရာမလိုတဲ့နီးလန်းကပိုကောင်းပါတယ်သင်ဒီလိုချင်နေမျိုးနဲ့ရင်းနှီးဖူးမှာပါသင်ကစာမေးပွဲသွားဖြေတယ်သင်အကုန်သိတယ်လို့ခံစားရတယ်ဒါပေမဲ့စာမေးပွဲမေးခွန်းစာရွက်ကိုလည်းမြင်ရောသင်ကောင်းထဲမှာဘာမှမရှိတော့ဗလာဖြစ်သွားတယ်သင်တည်ထားတာတွေအကုန်လုံးရုတ်တရက်ပျောက်သွားတယ်ဆိုပါတော့သက်ဆိုင်ရာအတွေ့တစားနှစ်စတောင်ပြန်မမှတ်မိတော့သ
တင်ပြန်မှတ်မိဖို့ကြိုးစားလေအသိပညာတွေကတင်းစီကနေပို့ဝေးသွားလေပါပဲ။စာမဝဲခန်းတွေကထွက်လိုက်တာနဲ့စိတ်ဖိစီးမှုတွေရောသွားပြီးစောစောကတင်အသေးအတန်ရှာနေတဲ့အဖြစ်တွေဟာတင်းစိတ်ထဲကိုအလိုလိုပြန်ဝင်လာတော့တာပါပဲ။တင်မှားသွားတဲ့အချက်ကကိုပြန်မှတ်မိအောင်အတင်းအကျပ်ခိုင်းလိုက်တာပါပဲ။ဒါဆိုအဖြေကဘာလဲ။စိတ်ကိုလျှော့ချခြင်းဝလက်စင်းမှာပဲ။အဖြေရှာဖို့ဒါမှမဟုတ်တင်ပန်းတွေကိုရောက်မဲ့နီးလန်းတွေကိုရှာဖို့ကိုအရန်အတင်းမတွန်းပါနဲ့။နောက်ဆုံးရလက်ကဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကိုပဲသိထားပြီးတော့အဲ့ဒီပန်းတိုင်ကိုရောက်သွားတဲ့အခါတင်ခံစားရမယ့်ပျော်ရွှင်မှုကိုခံစားလိုက်ပါ။စိတ်ခံစားချက်နဲ့စိတ်ကူးပုံဖော်မှုဟာမသိစိတ်ဖြစ်တဲ့အတွက်အရေးကြီးဆုံးအချက်တွေဖြစ်ပါတယ်။တင်ရဲ့အတွေ့အကြုံကိုအောင်မြင်ပြီးသားအနေအထားမျိုးနဲ့ခံစားရမှာပါ။အဲဒီလိုလုပ်မယ်ဆိုရင်တင်မသိစိတ်ကတင်ပန်းနိုင်ကိုရောက်ဖို့နီးလန်းတွေကိုအပြင်းအထန်ရှာဖွေပေးပါလိမ့်မယ်။တင်းစီမှာအတွေ့အကြုံတွေပေါ်လာပါလိမ့်မယ်။လူသစ်တွေနဲ့ဆုံလာမယ်အဖြစ်သစ်တွေကိုမြင်လာပါလိမ့်မယ်။အဲဒီအချိန်မှာအဖြစ်သစ်တွေအပေါ်စိတ်ဖွင့်ထားဖို့အရေးကြီးပါတယ်။တခါတလေကျွန်တော်တို့ကနောက်ဆုံးအဖြေကဘယ်လိုဖြစ်မလဲဆိုတာကိုပဲအရန်ဆွဲလန်းနေတယ်လို့မတိစိတ်ကပေးတဲ့အကောင်းဆုံးအဖြေကိုမမြင်ပဲဖြစ်နေတတ်ပါတယ်။ပန်းနိုင်ကိုဘလို့ရောက်မလဲဆိုတာသိဖို့ကတင့်အလုံးမဟုတ်ပါဘူး။တင်ဘယ်ကိုသွားမလဲဆိုတာသိဖို့ပဲတင့်အလုံးဖြစ်ပါတယ်။တင်မတိစိတ်ကအဲဒီကိုရောက်ဖို့အကောင်းဆုံးလမ်းကြောင်းကိုရှာပေးပါလိမ့်မယ်။ဒါကိုဒီလိုမြင်ကြည့်ပါ။တင်ဆရာဝန်စီသွားတဲ့အခါဘာဖြစ်နေလဲဆိုတာကိုအရင်ရှင်းပြပြီးမှဆရာဝန်ပေးတဲ့အဖြေကိုနားထောင်တယ်မဟုတ်လား။တင်ပြဿနာအတွက်တင်ကိုယ်တိုင်အဖြေတွေလိုက်မပေးဘူးလေ။အကယ်၍တင်ကတော်နေပြီးအဖြေကိုသိနေမယ်ဆိုရင်ဆရာဝန်စီသွားမှတော့မဟုတ်ဘူးလေ။ဆရာဝန်စီသွားပြပြီဆိုရင်တော့အဲ့ဒီမှာထိန်ပြီးအဖြေကိုပဲနားထောင်လိုက်ပါ။အဖြေရှာဖို့ကဆရာဝန်အလုပ်ပါ။တင်အလုပ်မဟုတ်ပါဘူး။ဒီတိုင်းမှာပဲတင်ရဲ့မတိစိတ်စီကိုတစ်ခုခုလွှဲအပ်လိုက်ပြီးဆိုရင်သူစကားကိုနားထောင်ပြီးတော့သူ့ရဲ့စွမ်းအားကိုယုံကြည်လိုက်ပါ။ကြောင်ရင်သုံးကြောက်ရွံ့ခြင်းကျွန်တော်ကောင်းခွက်တွေကိုထပ်ကတလဲလဲပြောခဲ့တဲ့ affirmation စိတ်ကူးပုံဖော်တာတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့ရလက်ကတိတ်ပြီးတော့မရှိပါ။အဲ့ဒါကဘာလို့လဲဆိုတော့သင်က10မိနစ်လောက်ကြာပြီးတဲ့နောက်မှာကြောက်ရွံ့တဲ့အတွေးတွေကိုဝင်ခွင်ပေးလိုက်လို့သင်လုပ်ခဲ့တဲ့ကောင်းတဲ့ຢာတွေကိုပြန်ပြီးဖျက်ဆီးလိုက်သလိုဖြစ်သွားလို့ပါ။ဥပမာသင်ကတက္ကစီတစ်စီးပေါ်တက်လိုက်ပြီးတော့ကားသမားကိုသင်အင်လိုက်စာကိုပြပြီးမောင်းခိုင်းတယ်။ဒါပေမဲ့မီတာရာဂဏန်းလောက်မောင်းပြီးတဲ့အခါမှာတခြားလိုက်စာတစ်ခုကိုပြောင်းခိုင်းပြန်ရောခဏကြာတော့လိုက်စာထပ်ပြောင်းပြန်ရောသင်ကမီတာရာဂဏန်းတိုင်းမှာခရီးဆုံးကိုခဏပြောင်းနေတယ်ဆိုရင်ကားသမားကမျက်စိလဲသွားတာပေါ့။သူကသင်မိန်ကိုလိုက်နာခြင်းတော့လိုက်နာနိုင်မှာမဟုတ်ပါဘူး။သင်ဘယ်မှာအဆုံးသတ်မလဲဆိုတာဘယ်သူမှမသိနိုင်တော့ပါဘူး။သင်မသိစိတ်ရဲ့ကြီးမားတဲ့စွမ်းအားတွေနဲ့အလုပ်လုပ်တဲ့အခါမှာလည်းဒီအတိုင်းပါပဲ။သင်စိတ်ထဲမှာရှင်းလင်းတဲ့အတွေးတစ်ခုရှိရပါမယ်။လမ်းစာတစ်ခုရှိတယ်။ပြဿနာအတွက်အဖြေရှိတယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုသင်ချရပါမယ်။ကျွန်တော်စောစောကပြောခဲ့သလိုပါပဲ။သူဘာသာအကောင့်ထဲပေါ်ပေးမဲ့အတွေးတွေဆိုတာကျွန်တော်တို့အာယုံစိတ်ဆုံးအတွေးတွေပါပဲ။ဥပမာအဖြစ်သင်မှာစာမွေးပွဲဒါမှမဟုတ်အင်တာဗျူးရှိမယ်ဆိုရင်အချိန်အများစုမှာသင်ကြာရှုံးမှာကိုပဲတွေးနေတတ်ကြပါတယ်။ရလက်အနေနဲ့သင်မသိစိတ်ကအဲ့ဒီကြာရှုံးမှုကိုပဲလက်တွေ့ဖြစ်လာအောင်လုပ်ပေးလိုက်တာပါ။ကြာရှုံးမှာကိုကြောက်တဲ့စိတ်ကကြာရှုံးမှုကိုဖန်တီးပေးလိုက်တာပါပဲ။ကြောက်ရွံ့မှုကိုကြော်လွှားဖို့နည်းလမ်းတစ်ခုရှိပါတယ်။ဥပမာသင်ကရေကူးရမှာကိုကြောက်တယ်ဆိုပါစို့။အခုကစပြီးတစ်နေ့ကို3ချိန်ဒါမှမဟုတ်4ချိန်လောက်9မိနစ်ကနေ10မိနစ်ထိငြိမ်ငြိမ်လေးထိုင်ပါ။ကိုစိတ်လျှော့မှုနဲ့အခြေအနေထဲကိုထည့်ကြည့်လိုက်ပါအခုသင်ရေကူးနေတာကိုစိတ်ကူးကြည့်ပါရေရဲ့အေးမြမှုကိုသင်ခံစားရတယ်သင်ရဲ့လက်မောင်းတွေခြေထောက်တွေရဲ့လှုပ်ရှားမှုကိုခံစားရတယ်ဒါဟာစိတ်ထဲမှာတကယ်ဖြစ်နေတဲ့တက်ကြွပြီးပျော်စရာကောင်းတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်ဒါဟာအလကားရောင်ချာစိတ်ကူးရင်နေတာမဟုတ်ပါဘူးသင်စိတ်ကူးထဲမှာသင်တွေးကြုံနေရတဲ့အရာကိုသင်မသိစိတ်ထဲမှာတိဆောက်သွားမယ်ဆိုတာကိုသင်နားလည်ထားရပါမယ်ကျွန်တော်ငယ်ငယ်ကကျွန်တော်အဖေစီမှာတိုင်းတင်တော့ကကျွန်တော်ဟာလူတွေကိုကြောက်တယ်ဗျဘယ်သူ့ကိုတော့ပို့ပြီးတောင်ကြောက်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်အဲဒီတော့အဖေကကျွန်တော်ကိုသင်ပြပေးခဲ့တာတခုရှိပါတယ်ငါသားကိုသင်ပေးတဲ့ဒီပညာနဲ့မင်းကိုတိုက်ခိုက်မဲ့လူကိုစိတ်ထဲမှာအရင်တိုက်ခိုက်ကြည့်ပါတဲ့စိတ်ထဲမှာသူ့ကိုဘယ်လိုတိုက်မယ်စိတ်ထဲမှာနိုင်သည်ထိမင်းတိုက်ခဲ့ပါ
စိတ်ထဲမှာနိုင်သွားပြီဆိုရင်အပြင်မှာလည်းမင်းသူ့ကိုတကယ်နိုင်အောင်တိုက်ခိုက်နိုင်ပါလိမ့်မယ်တဲ့ဒါကြောင့်သင်စိတ်ကူးထဲမှာသင်တွေ့ကြုံနေတဲ့အရာကိုသင်မသိစိတ်ထဲမှာတိဆောက်သွားမယ်ဆိုတာသင်နားလည်ထားရပါမယ်သင်ရဲ့နည်းနည်းတဲ့စိတ်ထဲမှာသင်ဖန်တီးခဲ့တဲ့ပုံရိပ်တွေကိုလက်တွေ့မှာဖော်ပြဖို့သင်ကိုတွန်းအားပေးပါလိမ့်မယ်ဒါဟာမသိစိတ်ရဲ့နေရာမှာတစ်ခုပါပဲဒီနည်းလမ်းကိုပဲအင်တာဗျူးတွေစာမေးပွဲတွေဒါမှမဟုတ်လူပုံအလဲမှာစကားပြောရတာတွေလို့တခြားကြောင်းရမှုတွေမှာလည်းအသုံးချနိုင်ပါတယ်နံပါတ်3ပန်းနိုင်များကိုဘယ်လိုစိတ်ကူးပုံဖော်မလဲပန်းနိုင်တစ်ခုကိုစိတ်ကူးပုံဖော်ဖို့အလွယ်ကူဆုံးတဲ့အရှင်းဆုံးနည်းလမ်းတွေကတော့အဲ့ဒါဟာလက်ရှိဖြစ်ပျက်နေသလိုမျိုးသင်စိတ်ထဲမှာကွတ်ကွင်းမြင်အောင်ကြည့်တာပါပဲမရှိသေးတဲ့အရာတွေကိုမြင်နိုင်ဖို့ဖြစ်နိုင်ပါမလားလို့သင်မေးနိုင်ပါတယ်အဖြေကတော့တေချာပေါက်ကိုဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဟာတစ်ခုခုမပေါ်ပေါက်ခင်ကတည်းကကြိုတင်မြင်နိုင်ကြပါတယ်သင်အခုသုံးနေတဲ့ကွန်ပျူတာဒါမှမဟုတ်ဖုန်းဆိုတာလဲဒီလိုအတိုင်းပဲပေါ်ပေါက်လာတာပါတစုံတစ်ယောက်ကအဲ့ဒါမရှိခင်ကတည်းကမြင်ခဲ့တာပါဘိဓုကပညာရှင်တွေကဒါကိုအမြဲတမ်းလုပ်ကြပါတယ်အစာအုပ်မရှိခင်ကတည်းကအစာအုပ်ရဲ့အပြည့်သက်ပုံသဏ္ဍာန်ကိုသူတို့မြင်ကြပါတယ်အဲ့ဒီအစာအုပ်ကလှချင်လာမယ်ရုပ်ဆိုးချင်ဆိုးမယ်ဒါပေမဲ့အဲ့ဒါကိုစိတ်ကူးပုံဖော်မှုအနေနဲ့အရင်ဆုံးဖန်တီးလိုက်တာပါဒါကြောင့်အရာရာကိုမရှိခင်ကတည်းကမြင်နိုင်ဖို့ဖြစ်နိုင်ပါတယ်တကယ်တော့တခုခုကိုမစတင်ခင်စိတ်ထဲမှာအရင်ဆုံးမြင်အောင်မကြည့်ဘဲနဲ့စတင်တာဟာမိန်မဲရာရောက်ပါတယ်ဥပမာလူတစ်ယောက်ကတခုခုတီစောင့်နေတာကိုတွေ့ပြီးတော့သင်မေးလိုက်တယ်ဆိုပါတော့အဲ့ဒီလူကငါဘာစောင့်နေတာလဲမသိဘူးအခုတော့အုတ်တွေကိုတခုပြီးတခုထက်နေတာပဲကောင်တာလေးတခုဖြစ်လာမယ်လို့တော့မျှော်လင့်တာပဲလို့ဖြေတယ်ဆိုပါစို့သင်ကအဲ့ဒီလူယူနေပြီလို့တောင်ထင်သွားမှာပါဒါကြောင့်တချို့အရာတွေကမရှိခင်ကတည်းကမြင်ရောင်ကြည့်ဖို့ဆိုတာဖြစ်နိုင်ုံမကဘဲနဲ့လိုအပ်ချက်တစ်ခုလည်းဖြစ်နေပါတယ်ဒါကြောင့်အရာရာကိုမရှိခင်ကတည်းကကြုံမြင်တတ်ဖို့မြင်ရောင်ကြည့်ဖို့ဆိုတာဖြစ်နိုင်ုံမကဘဲနဲ့လိုအပ်ချက်တစ်ခုပါဖြစ်ပါတယ်သင်ပန်းနိုင်ကိုစိတ်ကူးပုံဖော်ဖို့အကောင်းဆုံးချိန်ကတော့သင်မအိပ်ခင်ဒါမှမဟုတ်တရားထိုင်ပြီးတဲ့အချိန်ပါပဲဘာလို့လဲဆိုတော့သင်ဟာစိတ်လျှော့ထားတဲ့အိတ်ချင်မူတူဖြစ်နေတဲ့အချိန်တွေမှာအတိစိတ်နဲ့မတိစိတ်ချာကပฏิပက္ခလျော့နေသွားလို့ပါဒါကြောင့်မတိစိတ်ကသင်ပန်းနိုင်တဲ့အတွက်အလုပ်လုပ်ရတာပိုလွယ်ကူသွားပါတယ်မအိတ်ခင်စိတ်ကူးပုံဖော်ခြင်းရဲ့နောက်ထပ်အကျိုးကျေးဇူးကတော့သင်အိတ်နေစဉ်အတွင်းသင်မတိစိတ်ကိုအလုပ်တစ်ခုပေးလိုက်တယ်လို့ဖြစ်နေလို့ပါလူများစုကတနေ့လုံးအလုပ်လုပ်ရလို့ပင်ပန်းသွားရင်ခန္ဓာကိုယ်ကိုအနားပေးဖို့အိတ်ကြတယ်လို့ထင်ကြပါတယ်ဒါပေမဲ့အိတ်နေစဉ်မှာဘာမှအနားမယူပါဘူးသင်နှလုံးအဆုံနဲ့တခြားအရေးကြီးတဲ့စိတ်ပိုင်းတွေဟာသင်အိတ်နေတော့မှလည်းအလုပ်လုပ်နေကြတာပါအကယ်၍သင်ကမအိတ်ခင်အစာစားခဲ့မယ်ဆိုရင်အဲ့ဒီစာကိုသင်ခန္ဓာကိုယ်ကခြေဖြတ်နေအောင်မှာဖြစ်ပါတယ်သင်လက်သေးတွေစပင်းတွေစပ်ပြီးတော့ကြီးထွားနေတာပါပဲဒီတိုင်းမှာပဲသင်မသိစိတ်ဟာဘယ်တော့မှအနားမယူသလိုအိတ်လည်းမအိတ်ပါသူကသင်ရဲ့အရေးကြီးတဲ့ဆွမ်းအားတွေအားလုံးကိုအမြဲတမ်းထိန်းချုပ်နေတာပါသင်ကသင်ဘဝရဲ့သုံးပုံတစ်ပုံကိုအိတ်စစ်ခြင်းမှာကုံဆုံးစေပြီးတော့ကျွန်တော်တို့ပြဿနာတွေရဲ့အဖြစ်အများစုဟာအိတ်စစ်နေစဉ်မှာကျွန်တော်တို့စီရောက်လာတတ်ပါတယ်နာမည်ကြီးတဲ့လူအများပြားဟာဒါကိုနားလည်ထားပြီးသူတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အဖြေရှာဖို့အသုံးချခဲ့ကြပါတယ်နီကိုလက်တက်စလာနဲ့အယ်ဘတ်အိုင်စတိုင်းတို့ဟာအဲ့ဒီလိုလူတွေထဲကအနည်းငယ်သောဥပမာတွေပဲဖြစ်ပါတယ်နံပါတ်4သင်မသိစိတ်စီကလမ်းညွှန်ချက်ကိုဘယ်လိုရယူမလဲသင်မှာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချစရာရှိလာတဲ့အခါဒါမှမဟုတ်သင်ပြဿနာအတွက်အဖြေရှာမရဖြစ်နေတဲ့အခါအဲ့ဒီအကြောင်းကိုအပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ချက်ချင်းစတင်စဉ်းစားပါတကယ်လို့သင်ကကြောက်ရွံ့နေမယ်စိုးရိမ်နေမယ်ဆိုရင်သင်ဟာတကယ်စဉ်းစားနေတာမဟုတ်ပါဘူးစစ်မှန်တဲ့စဉ်းစားတွေးခေါ်မှုဆိုတာကြောက်ရွံ့ခြင်းကနေကင်းဝေးရပါမယ်ဘယ်အကြောင်းအရာကိုမဆိုလမ်းညွှန်ချက်ရယူနိုင်ဖို့သင်သုံးနေတဲ့ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပဲရှိပါတယ်ဒါကတော့စိတ်ကိုငြိမ်သက်အောင်လုပ်ပြီးခန္ဓာကိုယ်ကိုငြိမ်အောင်ထားပါခန္ဓာကိုယ်ကိုစိတ်လျှော့ဖို့ပြောပါသင်တွေးတွေကိုသင်ပြဿနာရဲ့အဖြေပေါ်မှာပဲအာရုံစိုက်ထားပါသင်အသိစိတ်နဲ့အဖြေရှာဖို့ကြိုးစားကြည့်ပါအဖြေကောင်းကောင်းတစ်ခုရသွားရင်သင်ဘယ်လောက်ပြောမလဲဆိုတာစဉ်းစားကြည့်ပါသင်မှာအဖြေရှိနေပြီဆိုတဲ့ခံစားချက်ကိုခံစားလိုက်ပါအခုအဲ့ဒီပျော်ရွှင်တဲ့စိတ်ခံစားချက်လေးနဲ့တင်စိတ်အေးအေးထားပြီးအိပ်ပျော်သွားအောင်လုပ်ပါသင်နိုးလာတဲ့အခါအဖြေမရသေးဘူးဆိုရင်တခြားအလုပ်တစ်ခုခုနဲ့
အလုံးရှုပ်နေလိုက်ပါတင်တခြားအရာမှာအာယုံရောက်နေတော့အဖေကတင်းစိတ်တဲ့ကိုရုတ်တရက်ပေါ်လာပါလိမ့်မယ်အဖေကိုတညတဲ့နဲ့အမြဲတမ်းမရနိုင်တဲ့အတွက်ဒါကိုဆက်လုပ်ရမှာပါတင်းမှာအဖေရလိုက်မယ်လို့တော့ယုံကြည်ထားပါအဖေရရင်ခံစားရမယ့်ပျော်ရွှင်မှုကိုအခုပဲခံစားပါတင်းမသိစိတ်ကတင်းခံစားချက်ကိုတုံ့ပြန်ပါလိမ့်မယ်လမ်းညွှန်ချက်ဆိုတာစိတ်ကူးတစ်ခုအတွင်းစိတ်ကသိမြင်မှုဒါမှမဟုတ်တစ်ခုခုလုပ်ဖို့တွန်းအားပေးတဲ့ခိုင်မာတဲ့ခံစားချက်အနေနဲ့လာတတ်ပါတယ်အဲဒီခံစားချက်ကိုယုံကြည်ချက်အပြည့်နဲ့လိုက်နာပါသူရဲ့စွမ်းအားကိုဘယ်တော့မှတန်တရားမဖြစ်ပါနဲ့ဒီစောက်ထဲမှာတော့လူတွေကသူတို့ပြဿနာရဲ့အဖြေကိုရှာဖို့ဒီနည်းလမ်းကိုဘယ်လိုသုံးခွဲကြတယ်လဲဆိုတာပြတ်ထားတဲ့ဥပမာတွေအများကြီးပါပါတယ်အယုံချင်းဆုံးဥပမာကတော့စာရေးသူကိုယ်တိုင်ဖြစ်ပျက်ခဲ့တာပါစာရေးသူကသူ့ရဲ့ပျောက်သွားတဲ့လက်စွပ်ကိုရှာဖို့ဒီနည်းလမ်းကိုသုံးခဲ့ပါတယ်အချိန်ပေါင်းများစွာလှုပ်ပြီးတဲ့နောက်မှာဒီနေ့တော့သူ့အိမ်နာနီးချင်းရောဘတ်ကိုသွားမေးဖို့စိတ်ထဲမှာပေါ်လာပါတယ်ရောဘတ်ကကလေးလေးပဲချီသေးတာမလို့သူကလက်စွပ်ဘယ်မှာလဲဆိုတာသိဖို့အကြောင်းမရှိတဲ့အတွက်ဒါကအတိတ်ပဲမရှိဘူးလို့ထင်ရပါတယ်တွန်းဆုံနေပေမဲ့စာရေးသူကသွားမေးကြည့်တဲ့အခါရောဘတ်ကအော်ဟုတ်တယ်လွန်ခဲ့တဲ့ရက်နှဲငယ်ကကျွန်တော်တွေ့လို့အိမ်ငါဇွဲပေါ်မှာတင်ထားတယ်အိမ်ပြန်သွားယူပေးမယ်လေလို့ပြောခဲ့ပါတယ်အဖြေကတော့တင်းမသိစိတ်ကတင့်ကိုအမြဲတမ်းလမ်းပြပေးနေပါတယ်ဒါပေမဲ့တင့်ရဲ့မသိစိတ်ကိုယုံကြည်ဖို့လိုအပ်ပါတယ်နံပါတ်5ခွင့်လွှတ်ခြင်းအတွက်မသိစိတ်ကိုဘယ်လိုသုံးရမလဲဘဝဆိုတာတင့်ကိုအမြဲတမ်းခွင့်လွှတ်ပါတယ်တင့်ရဲ့လက်ချောင်းလေးပြတ်ရှသွားမယ်ဆိုရင်အနာကိုကျစ်စေခြင်းအဖြစ်တင့်ကိုခွင့်လွှတ်လိုက်တာပါတင့်လက်ကိုမီးလောင်သွားရင်အရေးပြားအသစ်တွေနဲ့တစ်ရှူးအသစ်တွေပေးပါတယ်ဘဝဟာတင့်အပေါ်ဘာမှအညိုအတေမထားပါဘူးသူကအမြဲတမ်းခွင့်လွှတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့ဒီလိုမလုပ်နိုင်ကြပါဘူးကျွန်တော်တို့ဟာအတိတ်မှာလုပ်ခဲ့တဲ့အရာတွေအတွက်နှစ်ပေါင်းများစွာကိုယ့်ကိုယ်ကိုအပြစ်ရှိတယ်လို့ခံစားနေကြပါတယ်ကျွန်တော်တို့ဟာကိုယ့်ကိုယ်ကိုအမြဲတမ်းအပြစ်တင်နေပြီးတော့ကျွန်တော်တို့လုပ်ခဲ့တာဒါမှမဟုတ်ပြောခဲ့တာတွေကိုသတိရတယ်စိတ်မကောင်းဖြစ်နေကြပါတယ်ကျွန်တော်တို့အားလုံးမှာအတိတ်မှာလုပ်ခဲ့တဲ့နောင်တရစရာတွေကိုယ့်ကိုယ်ဒါမှမဟုတ်တခြားလူတွေကိုခွင့်မလန့်နိုင်တဲ့အရာတစ်ခုနှစ်ခုတော့ရှိတတ်ကြပါတယ်ဖြစ်နိုင်တာကသင်မိဘတွေကိုစိတ်နာအောင်လုပ်ခဲ့တာတခုခုပြောခဲ့တာမျိုးပေါ့ဒါမှမဟုတ်သင်ငယ်ချင်းတွေကိုမလုပ်သင့်တာတခုခုလုပ်ခဲ့တာမျိုးပေါ့နေ့တွေအများကြီးကုန်သွားပေမဲ့သင်ကတော့စိတ်မကောင်းဖြစ်နေတော့မှာပဲတကယ်လို့ကျွန်တော်အခုပြောပြတာနဲ့သင်နဲ့သက်ဆိုင်နေမယ်ဆိုရင်ဒါကိုတေချာနားထောင်ပေးပါသိပ္ပံပညာရှင်တွေကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲတိုင်းဟာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရော17လတိုင်းမှာအသစ်လဲလှယ်နေတယ်လို့ပြောကြပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုတော့သင်17လတိုင်းမှာအသစ်ပြန်လည်မွေးဖွားနေတယ်ဆိုတာကိုဆိုလိုတာပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအမှားတစ်ခုလုပ်ခဲ့မိတဲ့လူဟာအခုဆိုရင်တကယ်သိဆုံးသွားပါပြီတကယ်လို့သင်ဟာလွန်ခဲ့တဲ့အချိန်ကြာကြီးကလုပ်ခဲ့တဲ့အရာတွေတဲ့အခုထိခံစားနေရတော့မယ်ဆိုရင်တော့သင်ဟာအပြစ်မရှိတဲ့လူတစ်ယောက်ကိုအပြစ်တင်နေတာပါပဲကျွန်တော်သင်ကိုဒါလေးမေးပြရစီအကယ်၍အဲ့ဒီဖြစ်ရက်ကိုဒီနေ့မှာသင်ပြန်လေကြုံတွေ့မယ်ဆိုရင်သင်လွန်ခဲ့တဲ့နှစ်တွေတုန်းကလိုပဲလုပ်ပါမလားပြောပါမလားမလုပ်တော့ဘူးမလားအဲ့ဒါဆိုရင်ကိုယ့်ကိုယ်ခွန်းလန့်လိုက်ပြီးတည်ဆုံးသွားတဲ့လူတစ်ယောက်ရဲ့အမားတွေအတွက်ဆက်ပြီးမခံစားတော့တာကပို့ပြီးတော့အတိတ်ပဲရှိမနေဘူးလားသိပ္ပံပညာရှင်တွေကတော့ဒီလိုမျိုးအကြံပြုထားပါတယ်နံပါတ်6ကုသခြင်းအတွက်မသိစိတ်ကိုသုံးချနည်းအကယ်၍သင်ကနာရီတစ်လုံးကိုဖန်တီးခဲ့ပြီးတော့ဒီနေ့မှာအဲ့ဒီနာရီကရက်တန့်သွားမယ်ဆိုရင်အဲ့ဒါကိုသင်ပဲလို့ပြင်ရမလဲဆိုတာသင်သိမှာပေါ့မသိစိတ်ဟာနာရီပြင်စရာနဲ့တူပါတယ်သူကသင်ခန္ဓာကိုယ်ကိုဖန်တီးခဲ့တာဖြစ်ပြီးတော့သင်ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့လှုပ်ဆောင်ချက်တွေအားလုံးကိုဘယ်လိုကုသရမလဲဘယ်လိုပြန်လဲပြုပြင်ပေးရမလဲဆိုတာသူအတိအကျသိပါတယ်သင်နိုးနေသည်ဖြစ်စေအိပ်နေသည်ဖြစ်စေသင်မသိစိတ်ကသင်အသိစိတ်ရဲ့အကူအညီမလိုဘဲနဲ့သင်ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တွေအားလုံးကိုထိန်းချုပ်ပေးပါတယ်သင်နှလုံးခုန်နေတယ်သင်အသက်ရှူနေတယ်စသဖြင့်ပေါ့အကယ်၍သင်ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေကိုသင်အသိစိတ်နဲ့လှုပ်ဆောင်ဖို့အတင်းကျပ်ခိုင်းခံရမယ်ဆိုရင်ဒီဖြစ်စဉ်တွေကအယမ်းကိုရှုပ်ထွေးတဲ့အတွက်မိနစ်အနည်းငယ်အတွင်းမှာပဲသင်သေဆုံးသွားပါလိမ့်မယ်နှလုံးခွဲစိတ်ကုသမှုမှာသုံးတဲ့နှလုံးအဆုတ်ဆက်ဆိုတာခင်မီစိပညာနည်းပညာရဲ့အံ့ဖွယ်အရာတွေထဲကတစ်ခုပါဒါပေမဲ့အဲ့ဒီဆက်ကလှုပ်ပေးတာကသင်မသိစိတ်ကဒီနေ့24နာရီပတ်လုံးနေတိုင်းလှုပ်ပေးနေတာတဲ့စာရင်
အစာပေါင်းများစွာရိုးရှင်းပါတယ်။တင်းအသည့်စိတ်ကတင်းခန္ဓာကိုယ်ကိုမထိန်ချုပ်နိုင်ပေမဲ့ပုံမှန်လှုပ်ဆောင်ချက်တွေကိုတော့အနှောက်အယှက်ပေးနိုင်ပါတယ်။ဥပမာတာမန်လူတစ်ယောက်ကိုလေရင်မောင်းခန်းထဲကိုထည့်ထားလိုက်မယ်ဆိုရင်သူကလေရင်ကိုဘယ်လိုမောင်းရမလဲမသိပေမဲ့လေရင်မောင်းသမားကိုတော့အာယုံနောက်အောင်လုပ်နိုင်ပါတယ်။ပြဿနာဖြစ်အောင်လုပ်နေတယ်ဆိုတော့ဒီတိုင်းပါပဲစိတ်ပူပန်မှုကြောက်ရွံ့မှုစိတ်ဓာတ်ကျမှုတွေလိုမျိုးအသိစိတ်ကထွက်လာတဲ့အရာတွေကနှလုံးအဆုတ်နဲ့အစာအိမ်စတဲ့ပုံမှန်လှုပ်ဆောင်နေတဲ့အရာတွေကိုအနှောက်အယှက်ပေးပြီးပြဿနာတွေရှာတဲ့ယောဂတွေဖြစ်စေပါတယ်။စိတ်ပီစီမှုဟာတင့်မသိစိတ်ရဲ့သဟဇာတဖြစ်တဲ့လှုပ်ဆောင်ချက်တွေအတွက်ပြဿနာကိုဖန်တီးပေးပါတယ်။တင့်မှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအနှောက်အယှက်ဖြစ်နေတယ်လို့ခံစားရတဲ့အခါမှာတင်လုံနိုင်တဲ့အကောင်းဆုံးအရာကတော့လွှတ်ချလိုက်ပါဟုတ်ပါတယ်စိတ်ကိုလျှော့ချပါတင်အတွေးဖြစ်စဉ်တွေကိုနှေးကွေးအောင်လုပ်ပါတက်တော်ဆောင်တစ်ယောက်ကတကားကိုတေချာစောင့်ကြက်တယ်လို့မျိုးတင်အသိစိတ်ရဲ့တကားကိုစတင်စောင့်ကြက်ကြည့်ပါတင်စိတ်ထဲကိုဝင်ဖို့ကြိုးစားတဲ့အတွေးတွေအယူအဆတွေအားလုံးကိုတေချာစောင့်ကြည့်ပြီးအပြုသဘောဆောင်တဲ့အတွေးတွေကိုပဲဝင်ခွင်ပေးပါပြောရရင်တော့အာနာပါနတရားရှုမှတ်တယ်လို့ပါပဲတင်မသိစိတ်ကိုတဟဇာတဖြစ်မှုကျမ်းမာခြင်းအေးချမ်းခြင်းဆိုတဲ့အတွေးတွေနဲ့စတင်ကျွေးမွေးပါအဲ့ဒီခါကြရင်တော့တင်ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေအားလုံးတိုးတက်လာပါလိမ့်မယ်တင်သိစိတ်ကိုအကောင်းဆုံးတွေဖြစ်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အမြဲတမ်းအလုပ်ပေးထားပါတင်မသိစိတ်ကတင်ရဲ့ထက်ကတလဲလဲတွေးနေတဲ့အတွေးတွေကိုပြန်လဲထုတ်ပေးပါလိမ့်မယ်တင်ပြဿနာတွေအတွက်ပျော်ရွှင်စရာအဆုံးသက်ဒါမှမဟုတ်အဖြေကိုမြင်အောင်ကြည့်ပြီးတော့အောင်မြင်မှုရဲ့ရင်ခုန်စိတ်လှုပ်ရှားမှုကိုကြိုတင်ပြီးတော့ခံစားပါကျမ်းမာတယ်ဆိုတဲ့ခံစားချက်ကကျမ်းမာခြင်းကိုဖြစ်စေပါတယ်ချမ်းသာတယ်ဆိုတဲ့ခံစားချက်ကကြွယ်ဝခြင်းကိုဖြစ်စေပါတယ်ဒါကိုအချိန်တိုင်းစိတ်ထဲမှာမှတ်ထားပါသင်မသိစိတ်ကသင်အမှန်လို့ခံစားရတဲ့အရာကိုလက်ခံပါတယ်စိုးမိုးနေတဲ့အတွေးတွေကိုသင်မသိစိတ်ကအမြဲတမ်းလက်ခံပါတယ်အဲဒီစိုးမိုးနေတဲ့အတွေးတွေကဆင်းရဲမွဲတေမှုဒါမှမဟုတ်ဖျားနာမှုမဟုတ်ပဲကျမ်းမာခြင်းနဲ့ကြွယ်ဝခြင်းပဲဖြစ်တင်ပါတယ်ဒါကတော့စာအုပ်ထဲကနေနောက်ဆုံးမှတ်သားစရာအချက်ဖြစ်ပါတယ်အခုတော့စာအုပ်နဲ့ပတ်သက်ပြီးကောင်းတဲ့စကားတချို့ပြောချင်ပါသေးတယ်ရေပုံရအပြင်ဒါကကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပြီးတော့ဖတ်ကြည့်ဖို့တော်တော်ကိုကောင်းတဲ့စာအုပ်လို့ကျွန်တော်ထင်ပါတယ်ဒီစာအုပ်ထဲမှာလူတွေကသူတို့ရဲ့ပန်းနိုင်တွေရောက်ဖို့ဒါမှမဟုတ်သူတို့ကိုယ်သူတို့ကုသဖို့အတွက်မသိစိတ်ကိုဘယ်လိုသုံးခဲ့တယ်လဲဆိုတာပြသထားတဲ့တကယ်ဘဝဇာတ်လမ်းတွေအများကြီးပါပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါနောက်တော့မှဒီတဲ့ကောင်းတဲ့စာအုပ်တွေကိုထပ်ရှာပြီးတော့တင်ဆက်ပေးပါအောင်ခင်ဗျ